အားလုံးပဲမင်္ဂလာပါ Guitar Community ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျဒီကနေ့ကျွန်တော်ပြပြပေးမယ် topic တွေကတော့အကျိုးညှိခြင်းဆိုင်ရာ theory အကြောင်းပေါ့နော်ဒီ topic တွေကိုကျွန်တော်ဘာလို့ပြောလဲဆိုတော့ကျွန်တော်ပြီးခင်တာတွေအနေနဲ့ Guitar ကိုအခုမှစပြီးလေ့လာကြမယ်လူတွေအနေနဲ့ပေါ့နော်ကျွန်တော်ပထမဆုံးလုပ်ရမယ်လို့ပါကို Guitar ကိုကိုယ်တိုင်ကျိုးညှိတတ်ဖို့ပဲပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့သူများတွေကိုညှိခိုင်းလို့မရဘူးလားဆိုတော့ညှိခိုင်းလို့တော့ရပါမယ်အဲ့ဒီသူများတွေကကျွန်တော်အများနဲ့ညှိခိုင်းလို့မရနိုင်ဘူးအများတိုင်းကျွန်တော်တို့အားကိုးနေလို့မရဘူးပေါ့နော်ကိုယ့်ဘက်ကိုကျွန်တော်ညှိတတ်ဖို့လိုပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ guitar လေ့ကျင့်တော့တဲ့အခါမှာကျွန်တော်တို့ကမှန်ကန်တဲ့အတန်ကိုညှိပြီးတော့လေ့ကျင့်ဖို့လိုပါတယ်ခင်ဗျမှန်ကန်မညှိထားဘဲနဲ့ကျွန်တော်လေ့ကျင့်နေတဲ့အခါမှာကျွန်တော်တို့ဒီမှန်ကန်တဲ့အတန်တွေမထွက်ဘူးပေါ့နော်ကျွန်တော်တို့စိတ်ထဲမှာဟိုငါပဲ guitar မတီးတတ်တာလားသို့မဟုတ် guitar ကပဲမကောင်းတာလားဒီလိုမျိုးတွေကျွန်တော်တို့တွေ့ဝေသွားနိုင်တာပေါ့နော်အားအကြောင်းကျွန်တော်တို့က guitar ကျိုးညှိတတ်ဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ခေါင်းစဉ်၄ခုထုတ်ထားပေးပါတယ်အဲ့ခေါင်းစဉ်၄ခုကိုကျွန်တော်တို့ကတစ်ခုချင်းစီပေါ့နော်ဒီရှာနားထောင်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာကြောင့်ဒီကျိုးကိုယ်တိုင်ညှိဖို့လိုအပ်တာလဲပြီးရင်ဘယ်လိုညှိရမလဲဆိုတဲ့နည်းလမ်းကိုသိသွားမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီကျိုးညှိခြင်းဆိုင်ရာ theory ကိုဒီချာလေးလိုက်ပြီးတော့ကြည့်ပေးကြပါခင်ဗျကိုယ့်ကိုယ် guitar ကျိုးညှိတတ်ဖို့အတွက်ကျွန်တော်တို့ဒီမှာခေါင်းစဉ်၄ခုအနေနဲ့ကျွန်တော်ထုတ်ထားပေးပါတယ်အဲ့ဒါတော့ပထမဆုံးအနေနဲ့ကျွန်တော်ကျိုးညှိတယ်ဆိုတာဘာလဲပေါ့နော်ဒုတိယတစ်ခုကတော့ကျွန်တော်ဘာကြောင့်ကျွန်တော်ကျိုးညှိဖို့လိုတာလဲကျွန်တော်တို့ကျိုးညှိတဲ့နည်းရောဘယ်နှခုရှိလဲပြီးရင်နောက်ဆုံးတော့ကျိုးဘယ်လိုညှိရတာလဲဆိုတဲ့မေးခွန်းတွေပေါ့နော်ဒီမေးခွန်း၄ခုကိုကျွန်တော်အခုတစ်ခုချင်းစီအသေးစိတ်ကျွန်တော်ပြန်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုကျွန်တော်ပထမဆုံးမေးခွန်းဖြစ်တယ်ကျွန်တော်ကျိုးညှိတယ်ဆိုတာဘာလဲပေါ့နော်ကျိုးညှိတယ်ဆိုတာဂီတာမှာပါတဲ့ကျွန်တော်ကျိုး6ကျိုးပေါ့နော်ကျွန်တော်တို့ဂီတာ6ကျိုးပါတဲ့ဂီတာကိုကျွန်တော်တို့လေ့ကျင့်နေကြတယ်ကျိုးညှိနေကြတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ6ကျိုးလုံးရဲ့ကျွန်တော်တင်းအားလျော့အားတွေကိုကျွန်တော်သတ်မှတ်ထားတဲ့အနေအထားတိုင်းရှိနေအောင်လှည့်ရတာအခုကျွန်တော်စာလိုရေးထားတယ်ဆိုရင်ကျွန်တော်နားလည်အောင်ပြန်ပြောပြပေးမယ်ကျွန်တော်တို့ဒီမှာကျိုး6ကျိုးလုံးမှာတစ်ခုနဲ့တစ်ခုကျွန်တော်ကျိုးတစ်ခုနဲ့တစ်ခုနဲ့ကျွန်တော်တင်းအားတွေကမတူကြဘူးပေါ့နော်ဒီကျိုး6ခုလုံးမှာကျွန်တော်နံပါတ်1ကျိုးဖြစ်တဲ့အပါဆုံးကျိုးလေးကအတင်းဆုံးပဲပေါ့နော်သူကအားကြောင့်လည်းကျွန်တော်ပြတ်ဖို့လွယ်တာပေါ့နော်ပါလို့ဆိုပြီးတော့ကျွန်တော်တို့ကသတ်မှတ်လို့မရဘူးတကယ်တော့သူ့ရဲ့ဆွဲအားကျွန်တော်ဒီကျိုးကိုတင်းလိုက်ရတဲ့အားအများကြီးပဲဒီကျိုး6ခုလုံးမှာနံပါတ်1ကျိုးကကျိုးတင်းရတဲ့အားအမြင့်ဆုံးပဲပေါ့နော်အဲ့တော့နံပါတ်6ကျိုးဆိုလည်းအဲ့လိုပဲကျွန်တော်တို့တင်းရအဲ့လောက်ကြီးမထားဘူးကျွန်တော်ကျိုးညှိလည်းသိတာတယ်နံပါတ်6ကျိုးကြီးကျိုးညှိရင်ကျွန်တော်အများကြီးလှည့်စရာမလိုဘူးနည်းနည်းလေးလှည့်လိုက်တာနဲ့ကျွန်တော်ကျိုးကညှိသွားတယ်ပေါ့နော်ဒါပေမဲ့နံပါတ်1ကျိုးညှိတဲ့အခါမှာတော့ကျွန်တော်တော်တော်ကြကြာကျွန်တော်လှည့်ပြီးတော့မှသူ့ရဲ့မှန်ကန်တဲ့အတန်ကိုကျွန်တော်ရောက်တာတွေ့ရတယ်အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်တင်းအားကိုကျွန်တော်တို့ညှိနေကြရတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကအခုတင်းအားလို့မြန်မာလိုပြောသွားတယ်ဆိုပေမဲ့တကယ်တမ်းအဲ့ဒါကျွန်တော်တို့အင်္ဂလိပ်လိုကျွန်တော်တို့ frequency ကိုပြောချင်တာကျွန်တော်တို့ဒီကျိုးတစ်ခုချင်းစီကိုတီးလိုက်လို့ထွက်လာတဲ့ frequency ကိုကျွန်တော်တို့ကသူသတ်မှတ်ထားတဲ့အသားအင်တာမှာကျွန်တော်တို့ကထားပေးရမယ်ဆိုတဲ့ standard တစ်ခုမှာကျွန်တော်တို့ကညှိပေးရတာမျိုးကိုကျွန်တော်တို့ကျိုးညှိတယ်လို့ခေါ်တယ်ပေါ့နော်ဒီမှာကျွန်တော်ပြောသွားတဲ့အထက်မှာ frequency ဆိုတဲ့စကားလုံးလေးပါတယ်လောလောဆယ်တော့ဒီ frequency ဆိုတဲ့စကားလုံးနားလည်နိုင်မှာမဟုတ်ပေမဲ့ပေါ့နော်နောက်ကျွန်တော်သင်ပေးမယ့် video တွေမှာနောက်ကျွန်တော်တို့နဲ့အတူတူလေ့လာကြတဲ့အခါကျွန်တော်ဒီ frequency ဆိုတဲ့အကြောင်းကိုလည်းအခုလိုမျိုးကျွန်တော် video တစ်ပုဒ်တက်လုပ်ဖို့ရှိပါတယ်ပေါ့နော်ကျိုးညှိတယ်ဆိုတာဘာလဲဆိုတဲ့မေးခွန်းကိုကျွန်တော်ပြပြပြီးသွားပြီဖြစ်တယ်ဒုတိယမေးခွန်းဖြစ်တဲ့ကျွန်တော်တို့ကျိုးညှိဖို့ဘာကြောင့်ကျွန်တော်လိုအပ်တာလဲဆိုတဲ့မေးခွန်းကိုကျွန်တော်ဆက်ပြီးတော့သွားလိုက်အောင်ဘာကြောင့်ကျွန်တော်တို့ကကျိုးညှိဖို့လိုရလဲဆိုတော့ကျွန်တော်တို့ကဒါကတော့ရှင်းရှင်းလေးပဲကျွန်တော်ဂီတာကကျိုးတက်တူရီယာဖြစ်နေတာပေါ့နော်ကျိုးရီတက်ပြီးတော့မှတီးလို့ရတယ်ဒုတိယတစ်ခုဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကကျိုးညှိရတယ်ပေါ့နော်ဒါအလွယ်တွေးကြည့်မှဆိုတော့သို့ပေမဲ့ကျွန်တော်တို့ကျိုးတက်တူရီယာမဟုတ်သေးအခြားတူရီယာတွေမှာရောချိန်ညှိရတာမျိုးမရှိဘူးလားလို့တခြား player တွေတီးတက်ပြီးသားတခြား instrument player တွေတို့ရလာပြောလို့ရှိရင်ကျွန်တော်ကဒီချက်ကိုလည်းရှင်းပြရင်းနဲ့ပဲစကားလည်းဆက်သွားရင်းနဲ့ကျွန်တော်တို့စန်ဒီယာတစ်လုံးဘယ်လိုကျွန်တော်ကျိုးညှိရလဲပေါ့နော်ကျွန်တော်အခုပြောပြမှာတော့ဒါဂီတာကျိုးကိုဘာကြောင့်ကျွန်တော်ညှိဖို့လိုအပ်တာလဲဆိုတာကိုပြောပြမှာဆိုပေမဲ့ပေါ့နော်စန်ဒီယာကိုကျွန်တော်တို့ကျိုးဘယ်လိုညှိရလဲသူ့ကိုအတန်ဘယ်လိုညှိရလဲဆိုတာကိုပါကျွန်တော်ဒီမှာထည့်ပြီးရှင်းပြသွားလို့ရှိရင်ဘာကြောင့်ကျွန်တော်တို့ကကျိုးညှိဖို့လိုလဲဆိုတာကိုကျွန်တော်ရှင်းပြရရောက်ပါမယ်ပေါ့နော်ကျွန်တော်ပီယာနိုစန်ဒီယာနဲ့ကျွန်တော် keyboard နဲ့ပွဲစီချိန်မှာလည်းကျွန်တော် keyboard ဆိုတာကကျွန်တော် electric တစ်ခုခုနဲ့ကျွန်တော်တို့ကကြိုးထိုးပြီးတော့ကျွန်တော်တို့ဒီလျှက်စစ်မီးရှိမှကျွန်တော်သုံးလို့ရတဲ့အရာမျိုးအဲ့ဒါ keyboard ပြီးရင်သူကအပေါ်မှာခလုတ်တွေလည်းအများကြီးပါပြီးတော့ကျွန်တော်တို့ကိုယ့်အကိုညှိဖို့အတန်ကျိုးညှိဖို့လိုပါမလို့သူကအထက်မှာ circuit ပြားရင်းနဲ့ထည့်ထားပြီးသားအတန်တွေလည်းအများကြီးကျွန်တော်တို့အမျိုးအစားအမျိုးစုံကျွန်တော်ဒီခါလေးပြောင်းလို့ရတယ် keyboard တစ်ခုထဲမှာလည်းပေါ့နော်ဒါက keyboard piano ကကျတော့အဲ့လိုမဟုတ်ဘူး Sandia ဆိုတာကကျွန်တော်တို့ကဂီတာလိုပဲကျွန်တော်ဘာကျိုးမှထိုးစရာမလိုပဲကျွန်တော်ခလုတ်တွေကိုနှိမ်အတန်ထွက်အောင်လို့ကျွန်တော်လုပ်ထားတာကျွန်တော်လျှက်စစ်မလို့ဒီတိုင်းကိုကျွန်တော်အတန်ထွက်တယ်ပေါ့နော်ဒါပေမဲ့သူရှိုးပွဲကြီးမှာသုံးမှုအတွက်ကကျတော့ကျွန်တော်ကြိုးထိုးဖို့လိုတာပေါ့နော်ကျွန်တော်ပြောချင်တာအခုကျွန်တော်လေ့လာနေတဲ့ acoustic guitar hollow guitar ဒီလိုမျိုးပဲ piano ကလည်းကျွန်တော်တို့ကြိုးထိုးစရာမလိုဘူးကျွန်တော်ဒီတိုင်းတီးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုစန်ဒီယာတစ်လုံးကိုကျွန်တော်ဘယ်လိုမျိုးကျိုးညှိရလဲဆိုတော့ကိုကျွန်တော်ချက်သွားကြည့်အောင်ပါ
ဒီဗီဒီယိုလေးကိုတစ်ချက်အရင်ကြည့်ပြီးပါဦးနော်ဒီဗီဒီယိုကကျွန်တော် YouTube ကနေပြီးတော့ကျွန်တော်လည်းရှာပြီးတောင်းထားဖြစ်တဲ့အတွက်တကယ်လို့ဒီမှာကြည့်ရတော့ဝါရဆိုလို့ရှိရင် YouTube မှာတက်ပြီးတော့ကိုယ့်ကိုလေ့လာလို့လည်းရတယ် Google မှာလည်းတွားပြီးတော့ how to tune in a piano ပေါ့နော် piano တစ်လုံးဘယ်လိုကြိုးညှိလဲဆိုပြီးရိုက်ရှာလို့လည်းရပါတယ်ပေါ့နော် piano မှာကြိုးတွေမပါဘူးလို့ကျွန်တော်ထင်ရတယ်ပေါ့နော်ဒီအပြင်ပိုင်းကြည့်လိုက်လို့ရှိရင်ခလုတ်တွေကြီးပဲတွေ့ရပြီးတော့ကျွန်တော်ကြိုးတွေမပါဘူးလို့ထင်ရပြင်မဲ့ကျွန်တော်တို့ဒီ piano ရဲ့အဖုံးလေးကိုကျွန်တော်လန်လိုက်လို့ရှိရင်အထဲမှာကျွန်တော်ညီညီညာစီထားတဲ့ကြိုးလေးတွေအများကြီးကိုကျွန်တော်တွေ့ရမယ်ပေါ့နော်အထဲမှာကျွန်တော်တို့အကျိုးတွေနဲ့ကျွန်တော်တို့တပြိုင်နက်ကျွန်တော်တို့ဒီမှာခလုတ်ကလေးတွေနဲ့တွဲထားတဲ့ရိုက်တံလေးတွေကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့မှာထပ်ပြီးတော့ကျွန်တော်တို့ piano ကခလုတ်တစ်ခုကိုကျွန်တော်ကြိုက်တဲ့ခလုတ်တစ်ခုကိုပေါ့နော်မိမိကြိုက်တဲ့ခလုတ်တစ်ခုကိုကျွန်တော်နှိပ်လိုက်လို့ရှိရင်အဲ့ဒီထဲမှာရှိတဲ့ကိုနှိပ်လိုက်တဲ့ခလုတ်နဲ့ချိတ်ထားတဲ့အဲ့ရိုက်တံလေးကအဲ့မှာရှိတဲ့ကြိုးကိုတွားပြီးတော့ကျွန်တော်ရိုက်ပါတယ်ပေါ့နော်ဒါပေမဲ့သူရိုက်လိုက်တာကြိုးတစ်ချောင်းလေးကိုမဟုတ်ဘဲနဲ့ကြိုး၃ချောင်းလုံးကိုတပြိုင်တည်းရိုက်လိုက်တာပါအဲ့တော့ဘာအဓိပ္ပာယ်ဖြစ်သွားလဲဆိုတော့ကျွန်တော် piano မှာကျွန်တော်တို့ကခလုတ်တစ်ခုအတွက်ကိုပဲကျွန်တော်တို့ကကြိုးညှိမယ်ဆိုရင်ကြိုး၃ချောင်းလုံးကိုတပြိုင်တည်းကျွန်တော်တို့ညှိပေးရမှာမျိုးပေါ့နော်ခုအတွက်ကတော့ကျွန်တော်တို့ကကြိုးက၃ချောင်းပါတယ်ဆိုလို့ရှိရင်ကျွန်တော် piano မှာအနည်းဆုံးခလုတ်က49ခုလောက်ပါတယ်ပေါ့နော်တချို့ဆိုရင်လည်းအထက်နေနေပဲအထက်များလည်းများပုံမှန်တော့အဲ့လောက်ပါတယ်ပေါ့နော်ထားပါတော့ကျွန်တော်40ပဲပါတယ်ထားအောင်ခလုတ်စုစုပေါင်း40ပါတယ်ကျွန်တော်ခလုတ်တစ်ခုကိုကျွန်တော်တို့ကကျိုး3ချောင်းဆိုတော့43ဒီ120ပေါ့နော်ကျိုး120လောက်ကျွန်တော်တို့ပါတယ်အဲ့တော့ကျွန်တော်တို့ကစန်ဒီယာတစ်လုံးကိုကျိုးညှိမယ်ဆိုရင်ကျွမ်းကျင်တဲ့ပညာရှင်လိုအပ်မယ်အချိန်ကြီးအများကြီးပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်လွယ်ကူလည်းညှိလို့မရဘူးပေါ့နော်နေ့တိုင်းလည်းကျွန်တော်ညှိစရာမလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အခုဂီတာကိုကျိုးညှိတဲ့ဘက်ကိုကျွန်တော်ပြန်ပြီးဆက်သွားကြရအောင်ခုနကကျွန်တော်ပြသွားတဲ့ဗီဒီယိုမှာဆိုရင်စန်ဒီယာတစ်ခုကိုကျွန်တော်ကြိုးဘယ်လိုညှိလဲဆိုတာကြည့်လိုက်ရတော့နည်းနည်းလေးခက်ခဲတယ်လို့ထင်ရတယ်ဟုတ်တယ်တကယ်လည်းအဲ့လိုမျိုးခက်ခဲပါတယ်ကျွန်တော်ဂီတာမှာကျတော့အဲ့လိုမဟုတ်ဂီတာကကျတော့ကျွန်တော်တို့ဒီကိုယ့်အကူညှိလို့ရတယ်အလွယ်တကူလည်းညှိဖို့ဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့တခြား device တွေလည်းအများကြီးရှိတယ်ညှိပုံညှိနည်းလည်းလွယ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဂီတာဆိုတာကတော့ကြိုးညှိဖို့ဘာအတွက်လိုတာလဲဆိုတာရှင်းရှင်းလေးပဲကြိုးပါလို့ပြီးလို့ရှိရင်လွယ်ကူလို့ပေါ့နော်ကြိုးညှိဖို့လွယ်ကူတဲ့လူရိယာတစ်ခုဖြစ်နေတဲ့အတွက်ကျွန်တော်တို့ညှိရတာပေါ့နော်ပြီးရင်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကြံသေးတယ်ပေါ့နော်ဘာကြောင့်ကျွန်တော်တို့ကကြိုးညှိဖို့လိုလဲဆိုတော့ကျွန်တော်တို့ကထားပါတော့ကိုယ်ကဂီတာကိုကြိုးမညှိထားဘူးကိုယ့်အကူတီးနေတယ်ပေါ့နော်ဒါကကိုယ့်အတွက်ဆိုရင်တော့ကိစ္စမရှိဘူးဒါပေမဲ့တခြားလူတစ်ယောက်ကိုတီးပေးနေတာသို့မဟုတ်တခြား instrument piano တို့ကျွန်တော် keyboard တို့သို့မဟုတ်တယောတို့စတာတွေနဲ့တွဲပြီးတော့တီးတဲ့အခါကျရင်ကိုကကြိုးမညှိထားဘူးဆိုရင်သူတို့တွေနဲ့တွဲတီးလို့ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒီအနေထားမှာဆိုရင်ကျွန်တော်အဲ့ဒီကြိုးမညှိထားတဲ့လူကကျွန်တော်မတီးပဲနေလိုက်တာအကောင်းဆုံးပဲပေါ့နော်တီးနေတာတော့ပြဿနာဝင်ရှာသလိုဖြစ်နေအဲ့ဒါဆိုရင်ကျွန်တော်အခုဆက်လက်ပြီးတော့ကျွန်တော်တို့ဒီမေးခွန်းကိုဖြေပြီးသွားပြီဆိုတော့တတိယမြောက်မေးခွန်းဖြစ်တယ်ကျွန်တော်ဂီတာတစ်လုံးကိုကြိုးညှိတဲ့နည်းဘယ်နှမျိုးရှိလဲပေါ့နော်ဒါလေးကိုကျွန်တော်ဆက်လိုက်ကြအောင်ပါဟုတ်ပြီကျွန်တော်ကြိုးညှိတဲ့နည်းဘယ်နှနည်းရှိလဲဆိုတော့ကျွန်တော်အခုဒီမှာပြထားသလိုပဲကျွန်တော်တို့ဒီမှာနားနဲ့နားထောင်ပြီးတော့ညှိယူရလို့ဒါပထမဆုံးအချက်ပြီးရင်ဒုတိယအချက်ကတော့ကျွန်တော်ဒီ tuner device တွေကိုသုံးပြီးတော့ပေါ့နော်တုံခါမှုကိုတိုင်းပြီးတော့ညှိယူပြီးတဲ့ကိရိယာတွေကိုသုံးပြီးတော့ကျွန်တော်ကြိုးညှိတာနောက်ဆုံးကတော့ကျွန်တော်တို့လူတော်များသိချတဲ့ software တွေ application တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဖုန်းထဲကနေပြီးတစ်ဆင့်ကျွန်တော်ဂီတာတွေကိုအတန်ဖမ်းယူပြီးတော့ချိန်ညှိတာကျွန်တော်အဲ့3ခုလုံးကိုကျွန်တော်အခုအောက်ဆုံးကနေပြီးတော့ကျွန်တော်ပြန်ပြီးရှင်းပြပေးပါမယ်အခုကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော် software နဲ့ကျွန်တော် application တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့အတန်ဖမ်းယူချိန်ညှိခြင်းနည်းလမ်းကိုကျွန်တော်စပြီးရှင်းပြပေးပါမယ်ဒါကတော့ကျွန်တော်လွယ်လွယ်ကူကူပဲကိုသုံးတဲ့ဖုန်းက Android ဆိုရင် Play Store iOS ဆိုလို့ရှိရင်ကျွန်တော် App Store တွေကသွားပြီးတော့ကြိုက်တဲ့ software ကြိုက်တဲ့ guitar tuner ကိုထောင်းပြီးတော့ကျွန်တော်အလွယ်တကူညှိလို့ရတယ်ကျွန်တော်တို့ဒီမှာကျွန်တော်သုံးတဲ့ဟာနှစ်ခုကိုချပြပေးထားတယ်တစ်ဖက်က guitar tuner ကတော့ကျွန်တော်တို့ဒီခုနပြောတဲ့ Play Store တို့ App Store တို့မှာအလွယ်တကူသွားပြီးတော့ download လုပ်လို့ရပါမယ်ဒီဘက်က Pitch Lab Pro ကကျတော့ကျွန်တော်တို့ APK Viewer တို့လိုမျိုးပေါ့နော်ကျွန်တော်တခြား search engine တစ်ခုကနေပြီးသွားရှာမှာပဲရမယ်ပေါ့နော်ကျွန်တော်တို့ Play Store တို့ဘာလို့မှမရှိဘူးပေါ့နော်လွယ်ကူလို့ကျွန်တော်အဲ့ဒီဟာကိုထည့်ထားပြီးဖြစ်ပါတယ်တကယ်လို့လွယ်ကူကူနဲ့ကြိုးညှိချင်တယ်ဆိုရင်အဲ့ Page Lab Pro ကိုလည်းကျွန်တော်တို့ download ဆွဲပြီးတော့အသုံးပြုလို့ရပါတယ်အဲ့တော့ဒီ software နဲ့ application တွေမှာကျွန်တော်တို့ကြိုးညှိတာလွယ်တယ်ပေါ့နော်လူတိုင်းလည်းအဲ့နီးလန်းတွေကိုသုံးကြတယ်ဆိုတော့ဒီမှာလည်းသူ့မှာတော့အားနည်းချက်လည်းရှိတယ်ဒါပေမဲ့အားသာချက်လည်းရှိပါတယ်အားနည်းချက်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီကောင်တွေကကျွန်တော်ဖုန်းဆိုတဲ့ကျွန်တော် mobile phone တွေကိုထည့်ပြီးတော့မှကျွန်တော်အသုံးပြုချရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီဖုန်းထဲမှာပါတဲ့ mic ကနေတဆင့်ကျွန်တော်တို့တီးကြိုက်တဲ့ guitar တန်ကိုနားထောင်တယ်နားထောင်ပြီးတော့မှသူကကျွန်တော်တို့မှန်ကန်တဲ့အတန်ကိုညှိလို့ရအောင်လုပ်ပေးတာဖြစ်တဲ့အတွက်ပတ်ဝန်းကျင်စူညံနေတယ်ဆိုရင်တော့အဆင်မပြေနိုင်ဘူးပေါ့နော်ပတ်ဝန်းကျင်စူညံတဲ့နေရာမျိုးတွေမှာဒီ software တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ guitar ကိုကြိုးညှိလို့ဘယ်လိုမှမဖြစ်နိုင်ပါဘူးပေါ့နော်အားသာချက်ကတော့ဘာလဲဆိုတော့ကျွန်တော်ဖုန်းထဲမှာထည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ဘေးနေရာကိုတော်ကိုနဲ့ပါတယ်ဖုန်းအားသာရှိတယ်ဆိုရင်ကျွန်တော်အချိန်မီကျွန်တော်ထုတ်ပြီးတော့လွယ်တကူကျွန်တော်ညှိလို့ရတယ်ပတ်ဝန်းကျင်ပဲကျွန်တော်ယူဆရမှာပေါ့နော်ဒါကသူ့ရဲ့အားနည်းချက်နဲ့အားသာချက်ပြီးရင်အလုပ်လုပ်ပုံလေးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုဒုတိယနည်းလမ်းဖြစ်တဲ့ကျွန်တော်ဒီ device တွေကိုအသုံးပြုပြီးတော့ကြိုးညှိတဲ့နည်းဒီ device တွေကကျတော့ဘယ်လိုမျိုး
ကျွန်တော်အလုပ်လုပ်လဲပေါ့နော်ခုနကကျွန်တော်တို့ software တွေကကျွန်တော်တို့ဖုန်းမှာပါတဲ့ mic ကနေတစ်ဆင့်ကျွန်တော်တို့တီးလိုက်တဲ့ guitar တန်ကိုနားထောင်ပြီးတော့မှသူကဒီအတမှန်လားမမှန်လားဆိုပြီးတော့ကျွန်တော်တို့ပြန်ပြောပေးတယ်ပေါ့နော်အဲ့လိုမျိုးနည်းရသူကညှိပေးတာဒီ device တွေကကျတော့သူကအဲ့လိုမျိုးကျွန်တော် mic ကြီးမပါလာဘူးပေါ့နော်သူကကျတော့ဘယ်လိုမျိုးနည်းနဲ့ကျွန်တော်တို့အကျိုးညှိပေးစီလဲဆိုတော့သူကကျတော့ကျွန်တော် guitar ရဲ့ဒီထိပ်ပါပေါ့နော်ခေါင်းမှာကျွန်တော်တို့လာညှက်ထားပေးရတယ်ဘာလို့ညှက်ထားရလဲဆိုတော့ကျွန်တော်တို့ကကျိုးကိုတီးလိုက်တဲ့အခါမှာဂီတာအကျိုးကနေတဆင့်ပေါ့နော်ကျွန်တော်ဂီတာကပါတုံခါမှုကိုခံစားရတယ်ပေါ့နော်အဲ့ရနေတဆင့်အဲ့ device လေးကလည်းအဲ့တုံခါမှုကိုသွားခံစားပြီးတော့ frequency ကိုလှမ်းတိုင်းပါတယ်တိုင်းပြီးတော့မှကျွန်တော်တို့အတွက်ကိုမှန်ကန်တဲ့သူက frequency တခုချပေးပြီးတော့ဒီနားလောက်ကိုညှိဒီနားလောက်ကို short ဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးပြောပြပေးတဲ့စနစ်နဲ့သူကကျိုးညှိတာပေါ့နော်အဲ့တော့သူ့မှာလည်းခုနလိုမျိုးအားနည်းချက်နဲ့အားသာချက်ရှိပါတယ်သူရဲ့အားသာချက်ကတော့အခုကျွန်တော်ပြောပြသွားတဲ့အတိုင်းပဲသူက mic မပါဘူးကျွန်တော်တို့ရဲ့ဒီ guitar ရဲ့ကျိုးရဲ့ vibrate ကိုကျွန်တော်တို့က vibration ကိုသူကအာရုံခံပြီးတော့မှကျွန်တော်တို့ကျိုးညှိပေးတာဖြစ်တဲ့အတွက်ကျွန်တော်ပတ်ဝန်းကျင်စူညံနေလဲဘာမှမဖြစ်ဘူးကျွန်တော်ဂီတပွဲတော်တွေမှာကျွန်တော်ဂီတာတီးတဲ့လူတွေပါလို့ရှိရင်သူတို့ရဲ့ဂီတာတွေကိုကျိုးညှိရဲ့အလုပ်ကိုကျွန်တော်တို့ကခုနလို software တွေနဲ့မလုပ်ကြဘူးလုပ်လို့လည်းမရဘူး show ပွဲထဲမှာဆိုတော့လေအရန်စူညံနေတဲ့ပတ်ဝန်းကျင်ဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့လိုမျိုး software တွေနဲ့ညှိလို့မရတော့ကျွန်တော်တို့ teacher view ဆိုင်ပြီးတော့ like ကြည့်နေမယ်ဆိုလို့ရှိရင်အဲ့ guitar player တွေကတခါတလေသူတို့အဆိုတော်တွေကတချင်းတွေပါဆိုလို့နားနေတဲ့အချိန်မှာသူတို့ကအဲ့ကျူနာတွေကိုအသုံးပြုပြီးတော့ကြိုးညှိနေတာကိုကျွန်တော်တို့မြင်ရလိမ့်မယ်တခါတလေမှပေါ့နော်အများအားတော့တွေ့ချင်မှတွေ့ရတယ်ခုနကလိုမျိုး software တွေနဲ့ညှိတာတော့အဲ့လို show ပွဲတွေမှာလုပ်လို့မရဘူးပေါ့နော်ဒါကတော့သူ့ရဲ့အားသာချက်အားနည်းချက်ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီကောင်တွေကကျွန်တော်တက်ခဲထည့်ရတဲ့ဟာမျိုးတွေရှိတယ်တက်ခဲဆိုတာကျွန်တော်တို့ဒီနိုင်ထဲမှာထည့်တဲ့တက်ခဲမျိုးလေးတွေထည့်ရတယ်တချို့ကြောင့်လည်းဒီနောက်ပိုင်းထွက်တဲ့ဟာမျိုးလေးဆိုရင်ကျွန်တော်ဒီမှာ USB Type C လေးနဲ့ကျွန်တော်ညှိရတဲ့ဟာမျိုးပြီးလို့ရှိရင်ကျွန်တော်ဒီကားတွေပါမှာလည်းချိတ်ပြီးတော့ကျွန်တော်ညှိလို့ရတယ်ပေါ့နော်ဒါနောက်ဆုံးထွက်တဲ့ဟာမျိုးတွေမှာပါတယ်ပေါ့နော်ဒီအလဲဟာလေးကတော့ကျွန်တော်တို့ဒီဟိုးအရင်ခက်ကသုံးခဲ့တဲ့ဟာမျိုးဒီ packet design တွေပြန်ထုတ်ထားတဲ့ဂျူနာမျိုးသူကကြတော့ကျွန်တော်ခုနလိုမျိုး guitar မှာလာချိတ်လို့တော့မရဘူးကျိုးကနေတစ်ဆင့်ကျွန်တော်တို့ပြန်ပြီးတော့တုံခါမှုကိုကျွန်တော်ကြီးနဲ့အနေနဲ့တစ်ဆင့်ယူတယ်ပေါ့နော်ယူပြီးတော့မှကျွန်တော်တို့ကျိုးညှိပေးတာဒါပေမဲ့ तू ကအဲ့ဒီဂျူနာလေးမှာကျတော့ metronome ဆိုတဲ့ဟာလေးပါတယ်ဒီတခြား instrument တွေကိုပါညှိလို့ရအောင်လို့ function လေးလည်းထည့်ထားပေးတယ်ပေါ့နော်ဒါတော့ဟိုးအရင်ခေတ်ကသုံးခဲ့တဲ့ဂျူနာတွေကိုဒီ bucket ပုံစံနဲ့ပြန်ပြီးတော့ digital ပုံစံဖန်တီးထားတာမျိုးပေါ့နော်ဘက်တောင်ဆုံးကကျွန်တော်တို့အပြာရောင်လေးကကျတော့အဲ့ဒါကျတော့ကျွန်တော်ဂီတာတွေမှာကျွန်တော် original ပါပြီးသားဂျူနာလေးတွေပေါ့နော်ဂီတာတိုင်းမှာတော့မပါဘူး equalizer လို့ပြောတဲ့ equalizer လို့ခေါ်တဲ့ဒီအတန်ချိန်ကြီးတဲ့ဟာလေးတွေပါတဲ့ set ကလေးတွေပါတဲ့ဂီတာမှာဆိုရင်အဲ့ဂျူနာလေးတွေပါတာတွေ့ရလိမ့်မယ်သူတို့ကကျတော့ဂီတာမှာ original ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဂီတာမှာထည့်ရတဲ့တက်ခဲဆိုတာရှိရပါတော့အဲ့တက်ခဲထည့်ပြီးတော့ကျွန်တော်တို့သုံးလို့ရှိရင်ဒီကောင်အချိန်လေးကျွန်တော်သုံးလို့ရပါတယ်ပေါ့နော်လွယ်ကူပါတယ်အခုကတော့ကျွန်တော်တတိယနီလန်ဖြစ်တဲ့ earring tuning လို့ခေါ်တယ်ကျွန်တော်နားကိုအသုံးပြုပြီးတော့ဂီတာကျိုးညှိတာဒီဟာကိုပြောဖို့ကြတော့ကျွန်တော်နည်းနည်းလေးအသေးစိတ်ပြောမှာပေါ့နော်ပြီးတော့ကျွန်တော်တို့ကလူသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့နားကိုအသုံးပြုပြီးတော့မှန်ကန်တဲ့ frequency တွေကိုတိုင်းတာဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်အရန်ကျွမ်းကျင်လွန်းတဲ့ဒီအတန်ပညာရှင်တွေ audiology တွေအောင်ထားတဲ့လူတွေဆိုရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ဒါပေမဲ့တာမန်လူအနေနဲ့တာမန်လူဆိုတာကျွန်တော်တာမန်အရသားကိုပြောနေတာမဟုတ်ပါဘူးတာမန် music လောကတကယ် artist ကြီးတောင်မှပဲနားကိုအသုံးပြုပြီးတော့ပဲဂီတာကျိုးညှိဖို့ကမဖြစ်နိုင်တဲ့အနေအထားပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့မျက်လုံးရှိမှမြင်နေရတယ်ရှိတယ်တချို့လူတွေဆိုမျက်လုံးမမြင်ရဘူးမွေးရပါပေါ့နော်ကျွန်တော်မွေးရပါမျက်လုံးမမြင်ရတဲ့လူတွေဆိုရင်ကျွန်တော် instrument တွေတီးတတ်တာကိုတွေ့ရလိမ့်မယ်သူတို့ဆိုရင်သိကြတယ်ကျွန်တော်သူတို့ရဲ့ဒီနားကိုပဲသုံးရတာပေါ့နော်သူတို့ရဲ့ earring scale ကြောင့်ပဲသူတို့ဒါတွေကိုလောက်တက်လာခဲ့ကြတာပေါ့နော်ဒါတွေကိုတီးတက်လာခဲ့ကြတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဥပမာပေးပါမယ်ကျွန်တော်အဲ့ဒီဟာလေးကျွန်တော်တို့ကဂီတာကျိုးတွေသွားဝယ်တဲ့အခါမှာကျွန်တော်တို့လိုချင်တဲ့ဂီတာကျိုးနံပါတ်ကိုပြောပြီးပွဲကြတယ်ဥပမာအနေနဲ့ကျွန်တော်တို့နံပါတ်1ကျိုးပြတ်သွားရင်နံပါတ်1ကျိုးလေးပေးပါနံပါတ်2ကျိုးပြတ်သွားရင်နံပါတ်2ကျိုးလေးပေးပါဆိုပြီးကျွန်တော်တို့ပြောပြီးပွဲကြတယ်ပေါ့နော်ဒါကကျွန်တော်တို့နံပါတ်1 2 3လေးဆိုပြီးအလွယ်တကူခေါ်လိုက်ကြတာဖြစ်ပြီးတော့တကယ်တမ်းကသူ့မှာနာမည်ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီကျိုး6ခုလုံးမှာကိုယ်ပိုင်နာမည်လေးတွေရှိကြပါတယ်ကျွန်တော်တို့အဲ့ဒါလေးတွေကိုပြောပြီးတော့ဝယ်လို့ရှိရင်ဝယ်တဲ့လူကတော့နားလေလို့သွားဝယ်တာပေါ့နော်ဥပမာအနေနဲ့ကျွန်တော်ကအခုကျိုးပြတ်သွားတယ်နံပါတ်3ကျိုးပြတ်သွားတယ်အဲနံပါတ်3ကျိုးက G လို့ခေါ်တဲ့ကျိုးအဲကျိုးကိုကျွန်တော်ဆိုင်အောင်သွားပြီးတော့ငါ့ကို G ကျိုးလေးပေးပါဟို10ချောင်းလောက်ပေးပါနော် G ကျိုး10ချောင်းလောက်ငါယူမယ်ဒါပေမဲ့တစ်ဖက်ကရောင်းနေလို့က G ကျိုးဆိုတာ B ကျိုးပြောရင် तू မသိတဲ့အခါကျတော့နံပါတ်လေးနဲ့ပြောပေးပါအဲ့ခါမှာကျွန်တော်တို့ပြောလိုက်ရတယ်နံပါတ်3ကျိုးပေးပါဆိုတော့မှ तू ကနားလေတော့ပေါက်ပြီးတော့ကျွန်တော်တို့ပြန်ပြီးရောင်းပေးတာပေါ့နော်အဲ့ဒီကနေစလာတာပေါ့နော်နံပါတ်တွေနဲ့ဆိုတကယ်တမ်းကျွန်တော်တို့ international မှာဆိုရင်ကျွန်တော်ကိုဆိုတာ1 2 3 4 5နဲ့ကျွန်တော်ခေါ်နေတာမရှိဘူးပေါ့နော်ကျွန်တော်ဒီနောက်မှာသူ့မှာနံပါတ်4တော့ပါတာပေါ့နော်အဲ့နံပါတ်တွေကိုကျွန်တော်အခုရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ကဂီတာကျိုးသွားဝယ်တဲ့အခါမှာ1 2 3 4 5ဆိုပြီးတော့ကျွန်တော်ဝယ်နေပေမဲ့ဒီဂီတာကျိုးတိုင်းမှာသူ့နံပါတ်သူ့နာမည်နဲ့သူကျွန်တော်တို့ကရှိကြပါတယ်
နာမည်ပေးရပုံကလည်းမခက်ပါဘူးကျွန်တော်တို့ဘယ်လိုမျိုးနာမည်ပေးခဲ့လိုက်တာလဲဆိုတော့ကျွန်တော်တို့ဒါလေးကိုနားလည်အောင်လို့စန်တရားတစ်လုံးကိုပြန်ပြီးကြည့်ပေးပါဒါလေးကကျွန်တော်စန်တရားရဲ့ခလုတ်ကလေးကိုကျွန်တော်ထည့်ထားပြီးတာပေါ့နော်ဒါကျွန်တော်ပီယာနိုတစ်ခုမှကျွန်တော်တွေ့ရမယ့်ခလုတ်တွေပဲဒီမှာဆိုကျွန်တော်ခလုတ်တွေမှာသူ့နာမည်တွေကိုကျွန်တော်ခလုတ်တွေရဲ့နာမည်တွေကိုလည်းကျွန်တော်ရေးထားပြီးတယ်တကယ်ပီယာနိုတွေကလည်းအဲ့တိုင်းပဲရေးမပေးထားတာတကယ်တမ်းအဲ့လိုခေါ်တာပေါ့နော်ထားပါတော့ဒါအခုဒီမှာတော့တကယ်ပီယာနိုလို့မြင်အောင်ကြည့်ပေါ့ပထမဆုံး F ကနေစထားတယ်ပေါ့နော် F G A B C D ပြီးရင် E F G A B C D E F G ဆိုပြီးကျွန်တော်နောက်ဆုံးမှာ E နေတဲ့E ဆိုတဲ့ club ကလေးနဲ့ကျွန်တော်ပြန်ဆုံးထားတယ်အဲ့တော့ဒီ piano ဇာတ်ကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ E ဆိုတဲ့ club ကလေးပထမဆုံးကျွန်တော်မြားလေးထိုးထားပြီးကျွန်တော်အဲ့ပထမဆုံး E ဆိုတဲ့ club ကလေးကိုနှိပ်လို့ရှိရင် piano ကနေပြီးတော့ကျွန်တော်အတန်လေးတစ်ခုထွက်လာလိမ့်မယ်အဲ့အတန်ကိုနားထောင်ပြီးတော့ကျွန်တော်တို့ကဂီတာမှာလည်းအဲ့အတန်နဲ့တူတဲ့အနေထားရအောင်ကျွန်တော်တို့ကညှိပေးရတာ E ကနံပါတ်1အတွက်ဆိုလို့ရှိရင်နံပါတ်1ကြိုကိုကျွန်တော်ညှိပေးရတာအဲ့တော့နံပါတ်1ကြိုကိုညှိမှဆိုရင်နံပါတ်1ကြိုက E လို့ခေါ်တဲ့ကြိုအဲ့တော့အဲ့ E club ကလေးကိုနှိပ်လို့ထွက်လာတဲ့အတန်ကိုကျွန်တော်နားထောင်ပြီးတော့နံပါတ်1ကြိုကိုလည်းအဲ့အတန်မျိုးထွက်အောင်ကျွန်တော်တို့ဒီဘက်ကနေတင်းဖို့လိုအပ်တဲ့ဆိုရင်ကျွန်တော်တို့တင်းပေးလိုက်ရှော့ဖို့လိုအပ်တဲ့ဆိုရင်ကျွန်တော်တို့ရှော့ပေးလိုက်အဲ့စနစ်နဲ့ကျွန်တော်တို့နားထောင်ပြီးတော့ညှိတာမျိုးပေါ့နော်ဒါဥပမာကျွန်တော်နားလွယ်ဆုံးဖြစ်အောင်ကျွန်တော်ဥပမာပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထပ်ပြီးတော့ဒီမှာစကားလက်ဆက်သွားတော့ကျွန်တော်ပြောချင်တာကျွန်တော်တို့ဂီတာတွေကိုခုနလိုမျိုး EAGDV AE ဆိုပြီးကျွန်တော်တို့ခေါ်ကြတဲ့အခါမှာ E ကနှလုံးပါတယ်ကျွန်တော်တို့အောက်ဆုံးကနံပါတ်1ကြိုကိုလည်းကျွန်တော်တို့ E လို့ခေါ်ပြီးနံပါတ်6ကြိုကိုလည်း E လို့ခေါ်တယ်အဲ့ဒါဆိုရင်ကျွန်တော်နံပါတ်1ကြိုကိုအခုကျိုးညှိပြီးပါဆိုရင်နံပါတ်6ကြိုညှိမယ်ဆိုရင်ခုနခလုတ်ကိုနှိပ်လို့ထွက်လာတဲ့အတန်ကိုပဲကျွန်တော်တို့ညှိရမှာလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့ကအဲ့မှာဒီ piano ဇာတ်လေးကိုတစ်ချက်ပြန်ကြည့်လိုက်ပါတော့အဲ့မှာကျွန်တော်မြားထိုးထားတာ E ခလုတ်၄ခုကိုကျွန်တော်ထိုးထားတာဒါကတော့ကျွန်တော်ပြထားတဲ့ piano ဇာတ်မှာ E ကခလုတ်က၄ခုပဲပါလို့တချို့ piano တွေဆို9ခုလောက်ထိပါတယ်တချို့ကလည်း5ခုလောက်ပါတယ် standard ပုံမှန်ဆိုရင်ကျွန်တော်ထင်သလောက်ကတော့ပေါ့နော်6ခုလောက်ကတော့ဒါပုံမှန်ထင်တယ်အနည်းဆုံးအဲ့လိုမျိုး E club 6ခုပါတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့ဒီမှာ4ခုတည်းပါတဲ့ဟာကိုသုံးထားတယ်အဲ့မှာ E club 4ခုကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့ club 4ခုမှာလည်းကျွန်တော်တို့ E club က4ခုဖြစ်တဲ့အတွက်နံပါတ်6ကျိုးအတွက်ကိုကျိုးညှိမယ်ဆိုရင်ဘေး club ကိုနှိပ်ရမှာလဲဆိုတော့ရွေးချယ်မှုကဖြစ်လာပြီအဲ့ဒါကိုရွေးချယ်ဖို့ကျွန်တော်တို့အများကြီးစဉ်းစားကြရမှာငငယ်တော့ကျွန်တော်ကျောင်းမှာတော့လို့ပဲကျောင်းကအခန်းထဲမှာကျွန်တော်နာမည်တူတဲ့ကျောင်းသား2ယောက်အတူတူရှိတယ်ဆိုပါစို့ပေါ့နော်အဲ့ကျောင်းသား2ယောက်မှာကျွန်တော်နာမည်တူတဲ့အခါကျတော့သူတို့မှားပြီးမခေါ်မိအောင်မှားပြီးတော့ကျွန်တော်မသက်မှတ်မိအောင်လို့ကျွန်တော်တယောက်ကိုနံပါတ်1လို့တက်ပေးပြီးနောက်တစ်ယောက်ကိုနံပါတ်2လို့တက်ပေးလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ဒီမှာလည်း E ကခလုတ်4ခုရှိတာဖြစ်တဲ့အတွက် E ခလုတ်နံပါတ်1 E ခလုတ်နံပါတ်2 E ခလုတ်နံပါတ်3 E ခလုတ်နံပါတ်4ဆိုပြီးကျွန်တော်တို့ပေးလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ခုနကတော့နံပါတ်1အတွက်ကိုညှိသွားတယ် E ဟာ E နံပါတ်ဘယ်လောက်လဲဆိုတော့ကျွန်တော်တို့မှာပြန်ကြည့်လိုက်ရင် E နံပါတ်4ကိုကျွန်တော်တို့ကနှိပ်လို့ထွက်လာတဲ့အတန်ကိုကျွန်တော်တို့ညှိတာဖြစ်တဲ့အတွက်ဒီဘက်အစုံဆုံးက E ခလုတ်ကိုနှိပ်လို့ထွက်တဲ့အတန်ကိုကျွန်တော်တို့ကညှိရမှာဒါနံပါတ်1အတွက်ကိုပြောတာပေါ့နော်အဲ့ဒါဆိုရင်နံပါတ်6အတွက်နှိပ်ရမယ့် E ရာကိုဘေးခလုတ်လဲဆိုလို့ရှိရင်စုံစုံက E ဖြစ်တယ်ကျွန်တော်တို့ E နံပါတ်2ကိုကျွန်တော်တို့နှိပ်လို့ထွက်လာတဲ့အတန်ကိုကျွန်တော်တို့ဂီတာမှာလည်းလိုအပ်ရင်လိုအပ်တဲ့လို့ကျွန်တော်ချိန်ညှိပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒါနားနဲ့နားထောင်ပြီးတော့ချိန်ညှိတဲ့နည်းပေါ့နော်အခုကျွန်တော်ပြပြပေးတော့တာကျွန်တော်တို့ရဲ့နားကိုအသုံးပြုပြီးတော့ဂီတာကြိုးကိုဘယ်လိုညှိရမလဲဆိုတော့ပြပြပေးတော့တာဖြစ်ပါတယ်ဒီနီလန်နည်းနည်းလေးတော့ခက်ခဲတဲ့နေရာမှာပါတယ်ပေါ့နော်အားလုံးထဲမှာဒါတော့အခက်အခဲဆုံးဖြစ်တယ်ခုနကျွန်တော်ပြောသွားသလိုလေကျွန်တော်တို့လူသားတယောက်ဖြစ်တဲ့အလျောက်ကျွန်တော်မှန်ကန်တဲ့အတန်အမှန်ကန်တဲ့ frequency ကိုရရှိဖို့ကျွန်တော်တို့ရဲ့နားကိုအသုံးပြုပြီးတော့ညှိနိုင်မှာဘေးနည်းနဲ့မှမဖြစ်နိုင်ပါဘူးပေါ့နော်ပြီးတော့ဒါဆိုဘာဖြစ်လို့မင်းကနားကိုအသုံးပြုပြီးတော့ညှိတဲ့နည်းကိုငါတို့ပြောပြနေရလဲဆိုတော့လိုအပ်လို့ပေါ့နော်ဘာလို့လိုအပ်လဲဆိုတော့ခုနကျွန်တော်တို့ကြိုးညှိတဲ့နည်း၃ခုတည်းမှာကျွန်တော် software တွေ application တွေကိုသုံးပြီးတော့ညှိတယ် device တွေကိုအသုံးပြုပြီးတော့ညှိတယ် device tuning ရပေါ့နော်ဒီနှစ်ခုလုံးကကျွန်တော်တို့ကပျက်စီးနိုင်တယ်ပျောက်ဆုံးနိုင်တယ်ကျွန်တော်တို့လိုအပ်တဲ့အချိန်မှာအသုံးပြုလို့မရတာမျိုးကဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကခုန device တွေကခုနဒီ software တွေကျွန်တော်လိုအပ်တဲ့အချိန်မှာကျွန်တော်လိုအပ်တယ်လို့အသုံးမပြုနိုင်တဲ့အခိုက်အတန့်တွေဖြစ်လာနိုင်တဲ့အတွက်ကျွန်တော်အခုနားနဲ့လည်းညှိတတ်အောင်လေ့ကျင့်မှုလိုတယ်လို့ကျွန်တော်ကပြောတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးမေးခွန်းတစ်ခုကိုကျွန်တော်ဆက်လိုက်ကြရအောင်ပါအခုနောက်ဆုံးမေးခွန်းတော့ကျွန်တော်ကြိုးကိုဘယ်လိုညှိရတာလဲဆိုလို့မေးခွန်းပါနော်ကျွန်တော်တို့အခုနားထောင်လာခဲ့ကြတာကျွန်တော်ဒီအထီကိုနားထောင်လာလဲလို့ဆိုရင်သိချတယ်ဒီဟာကိုသိချင်လို့ပေါ့နော်ဒါကြိုးဘယ်လိုညှိရတာလဲဆိုတာကိုသိချင်လို့ပေါ့ဒါပေမဲ့ကျွန်တော်ကလည်းအခုခေါင်းစဉ်ကြီး၄ခုနဲ့ကျွန်တော်ရှင်းပြလိုက်တဲ့အခါမှာဒီမေးခွန်းကိုကျွန်တော်ဖြည့်စရာတော့မလိုတော့ဘူးလို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့နည်းလမ်းကိုသုံးလို့ရတယ်ခုနပြောတဲ့ software တွေကိုသုံးလို့လဲဒါကိုကအဆင့်တစ်ဆင့်နှိမ်သွားတာမဟုတ်ကျွန်တော်ဆိုလဲအခုချိန်ဒီ software တွေကိုပဲအကူနေရတော့မယ်အိမ်မှာနေလို့ပတ်ဝန်းကျင်ကဆူညံနေတာမှမဟုတ်တာကျွန်တော်တို့အိမ်မှာကိုယ့်အကူညှိနေတဲ့အခါမျိုးတွေမှာဒါမှမဟုတ်တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဆိုရင်တေချာဖို့ကျွန်တော်လည်းဒီ software တွေတခုခုကိုအသုံးပြုပြီးပဲညှိမှာပဲဘာလို့လဲဆိုတော့ကျွန်တော်ကိုယ့်အကူနားဟောအသုံးပြုပြီး CI ဖြစ်ခြင်းစိတ်နဲ့ကျွန်တော်နားဟောအသုံးပြုပြီးညှိလို့မှန်ကန်တဲ့အတန်ထွက်ချင်မှထွက်လာပါဒါပေမဲ့ဒီ software တွေကိုဒီတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာအသုံးပြုမယ်ဆိုရင်တော့အမှန်ကန်ဆုံးအတန်တွေကိုကျွန်တော်ညှိပေးနိုင်တယ်ပေါ့နော်အဲ့တော့ဒီ software တွေကိုအသုံးပြုတာလည်း
မှားဘူးအဆင့်တစ်ဆင့်နှိမ်သွားတယ်လို့မခံစားနဲ့ပေါ့နော်ပြီးရင်ခုန device ကိုသုံးတာလည်းထုံးပြီး၎င်းပဲကျွန်တော်လိုအပ်တယ်ကိုအဲ့ဒီ device ကိုဝယ်နိုင်တယ်ဆိုရင်ကျွန်တော်တို့စိုက်နေမှာဒါမြန်မာငွေဈေးနဲ့ဆိုအခုဆို1000နဲ့1000ခွဲကြားလောက်ရှိပါတယ်အဲ့လောက်မများပါဘူးအဲ့ထက်ဈေးပေါ်တဲ့ China မိတ်လေးတွေရှိပါတယ်ပေါ့နော်ဈေးကြီးတာဆိုရင်လည်းတင်တော့3 4 5000အဲ့လိုမျိုးလည်းရှိအဲ့တော့ကျွန်တော်ဒီ device တွေကိုလည်းကျွန်တော်ဝယ်ပြီးသုံးနိုင်တယ်ဆိုတော့သုံးလို့ရတယ်ကျွန်တော်ခုနလည်းမျိုးဖုန်းမလိုဘူးပေါ့နော်သူကတော့ကျွန်တော်ဂီတာကို professional တယောက်အနေနဲ့သုံးမယ်ဆိုရင်တော့အဲ့ကောင်လေးတွေစောင့်ထားဖို့လိုမယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုကိုယ်နဲ့အဆင်ပြေတဲ့အရာကိုရွေးချယ်ပြီးတော့ကျွန်တော်ကြိုးကိုညှိလို့ရတယ် software တွေကိုပဲရွေးချယ်ပြီးညှိကျွန်တော်ခုနပြောတဲ့ tuner device တွေကိုပဲရွေးချယ်ပြီးညှိကိုယ့်အကူနားကိုအသုံးပြုပြီးပဲညှိအတိကကျွန်တော်ကြိုးညှိတယ်ဆိုတာမှန်ကန်တဲ့ frequency တွေမှာကျွန်တော်တို့မှန်ကန်တဲ့အတန်တစ်ခုကိုရောက်ရှိနေအောင်ကျွန်တော်သူ့ရဲ့သင်အားတွေကိုမှန်မှန်ကန်ကန်ကျွန်တော်ထားပြရတာမျိုးကိုကြိုးညှိတယ်လို့ခေါ်တာပေါ့နော်အဲ့တော့ကျွန်တော်ကြိုက်တဲ့နည်းနဲ့ညှိအဓိကကတော့ကြိုးညှိနေဖို့ပဲလိုပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောပြသွားတဲ့အကြောင်းအရာတော့ကျွန်တော်ကြိုးညှိခြင်းဆိုင်ရာ theory ပါဒီ theory ကိုကျွန်တော်ကဘေးစာအုပ်ထဲမှာဖတ်ပြီးပြောပြတာမဟုတ်သလိုဘေးဆရာတွေရှိရမှလည်းကျွန်တော် reference ယူပြီးပြောပြပေးနေတာမျိုးမဟုတ်ဘူးဘေးကနေမှကျွန်တော်အကူကားတွေနဲ့ကျွန်တော်ပြောနေတာမဟုတ်ပါဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လေ့လာထားတာတွေကျွန်တော်ကိုယ်တိုင်ဒီနည်းစနစ်တွေနဲ့ပဲကျွန်တော်ကြိုးတွေကိုညှိလာခဲ့တယ်ကျွန်တော်သိထားတဲ့အရာတွေကိုပဲကျွန်တော် sharing လုပ်ပေးတာဖြစ်တဲ့အတွက်အမှားတွေပါကောင်းပါနိုင်ပါတယ်ပြီးရင်နည်းနည်းလေးလွဲချော်တာလေးတွေပါကောင်းပါနိုင်ပါတယ်ကျွန်တော်တို့ပို့ပြီးတော့နားလဲတဲ့လူတွေပါရင်လည်းကျွန်တော်ဒီမှာထောက်ပြပေးသွားလို့ရပါတယ်ပေါ့နော်ဒီနေ့ကျွန်တော်ကြိုးညှိခြင်းဆိုင်ရာ theory နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးသွားတာတော့ဒီလောက်ပါပဲပေါ့နော်နောက်အပတ်ဒီမှာကျွန်တော်တို့နောက်ထပ် theory တွေကိုကျွန်တော်တို့နားထောင်ဖို့အတွက်ပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်